ဒီနေ့ကျွန်တော်တို့ကလန်ဒန်မြို့မှာရှိတဲ့ Football Club 19ခုထဲမှာလန်ဒန်မြို့အနောက်ဘက် Fulham area မှာရှိတဲ့ Chelsea Football Club ကိုတွားလည်မှာဖြစ်ပါတယ်ကျွန်တော်တို့ကဆိုလို့ရှိရင်ဒီ club ကိုလည်ဖို့အတွက်ကို online ကနေပြီးတော့ထိုးပေါင်းများစွာရှိတဲ့နေရာနေပြီးတော့မှ Classic and Museum Tour ဆိုတဲ့ဥစ္စာကိုကြိုတင်ပြီးတော့ booking လုပ်ရပါတယ်ပေါင်အဖြစ်42ပေါင်ပေးရပါတယ်ကျွန်တော်တို့ထိုးကမိနစ်20တခါထွက်ပါတယ်ကျွန်တော်တို့ရဲ့ထိုးကတော့9နာရီခွဲမှာစပါတယ်ဒါကတော့ club ရဲ့အဝင်လမ်းဖြစ်ပါတယ်အဲ့ဒီမှာတကယ်နာမည်ကြီးကန်ဝင်ကစားသမားတွေရဲ့ကိုရေးရာဇဝင်နဲ့ပုံတွေကိုဖော်ပြထားတာဖြစ်ပါတယ်အခုဒီပုံမှာမြင်လာတော့ Dutch ရဲ့ကန်ဝင်ကစားသမား Hasselbank ဖြစ်ပါတယ်ကျွန်တော်တို့က online ကဝယ်ထားတဲ့ဘာကုတ်ပါတဲ့ ticket ကိုစံတန်မှာပြပြီးတော့ဒီ museum အရှိမှာကျွန်တော်တို့ဖွဲ့လူ30ကိုလူစုပါတယ်ဒါကတော့ museum အဝင်ဖြစ်ပြီးတော့လိုင်ကောင်းပုံစံလေးလုပ်ထားပြီးတော့ဂန်ဝင်ကစားသမားတွေရဲ့တပ်ပုံကိုလည်းပြထားပြရတယ်သူတို့ဝတ်ဆင်ခဲ့တဲ့သူတို့တင်းနေနဲ့ပြိုင်ခဲ့တဲ့ကစားသမားတွေရဲ့ဝတ်စုံတွေကိုလည်းမှန်မောင်တွေထဲမှာအမှတ်တရသူတို့ထားရှိပေးထားပါတယ်museum ကတော့ကျွန်တော်တို့ပထမတက်မှာရှိပြီးတော့လီဂါဘောတက်ရပါတယ်ဒါကတော့ရဲ့ကစားသမားနာမည်ကြီးတွေသူတို့ပြိုင်ပွဲမှာဝတ်ဆင်ခဲ့တဲ့ဘုံသမားတွေရဲ့ဖက်နက်တွေဖြစ်ပါတယ်အဲဒီဖက်နက်တွေကိုလည်းသူတို့တတိတရားနာမည်တွေနဲ့တိကျဖော်ပြထားပြီးတော့ဘယ်နိုင်ငံသားရဲ့Chelsea ကစားသမားရဲ့ဖက်နက်ဖြစ်တယ်ဆိုတာကိုမှတ်တမ်းတင်ပြီးတော့မှန်မောင်ထဲမှာကျွန်တော်တို့ထည့်ထားတာဖြစ်ပါတယ်ဒီဘာဘီဘလော့ဂါကြီးကတော့အမှတ်တရဖက်နက်တင်ယူခဲ့ခြင်းမဲ့လည်းမရတော့အတွက် jersey အင်ဂျီတွေနဲ့ဖက်နက်တွေနဲ့ကိုအမှတ်တရဓာတ်ပုံရိုက်ခဲ့ပါတယ်ဒီဘာဘီဘလော့ဂါကြီးက museum ထဲမှာရှိတဲ့ Chelsea Stadium ရဲ့ပုံစံတူအသေးစားအဆောက်အဦပုံစံလေးပြထားတာကိုမှန်မောင်ထဲမှာထည့်ထားတာတော့ကြည့်မှာဖြစ်ပါတယ်အဲ့မှာကြည့်မယ်ဆိုလို့ရှိရင် Chelsea Queen ကိုလည်းမြင်ရတယ်လို့ဖြစ်တယ်လို့သူတို့ရဲ့အဆောင်တွေကိုလည်းပုံစံတူအသေးစားလေးသူတို့ပြုလုပ်ပြီးပြထားပေးတာဖြစ်ပါတယ်Chelsea Football Club ပါဆိုလို့ရှိရင်လန်ဒန်မြို့မှာ Football Club ပေါင်း19ခုရှိတဲ့ထဲမှာသူဟာဆိုလို့ရှိရင်လန်ဒန်မြို့ရဲ့နောက်ဘက် West London Fulham area မှာတည်ရှိတဲ့ club ဖြစ်ပါတယ်ဒီဘာဘီဘလော့ဂါကြီးအခုဝင်တဲ့အခါတော့ Chelsea ရရှိထားတဲ့33ခုဖလားတွေကိုပြဋ္ဌာန်းထားတဲ့အခန်းဖြစ်ပါတယ် Chelsea ဟာဆိုလို့ရှိရင်ယူရိုပမှာကျင်းပတဲ့ဖလား၄မျိုးလုံးကိုရရှိထားတဲ့ကမ္ဘာပထမဆုံးသော club အသင်းလည်းဖြစ်ပါတယ် Champions League ဖလားရယ် Europa League ဖလားရယ် Cup Winners' Cup ဖလားရယ် Conference League ဆိုတဲ့ဖလားကိုလည်းမကြာခင်ရရှိပြီးတော့စံချိန်တင်ဖလား၄မျိုးလုံးရရှိထားတဲ့ club ဖြစ်တယ်လို့လန်ဒန်မှာရှိတဲ့ club တွေထဲမှာ Champions League ကိုရရှိထားတဲ့တင်လည်းဖြစ်ပါတယ်အဲ့ဒီကနေကျွန်တော်တို့ကဆိုလို့ရှိရင် press conference room ကိုကျွန်တော်တို့တွားရောက်လေ့လာခဲ့ကြပါတယ်ဒီမှာကျွန်တော်တို့ထိုးမှာပါတဲ့အယောက်20ကျော်30လို့အားလုံးကိုကျွန်တော်တို့ conference room မှာထိုင်ခိုင်းပြီးတော့ကျွန်တော်တို့ conference room အကြောင်းရှင်းပြပါတယ်ပြီးတော့ကျွန်တော်တို့စာချုပ်ချုပ်ဖို့အတွက်သတင်းစာမှာကြီးညာပြီးတော့ကျွန်တော်တို့စာချုပ်ချုပ်လိုက်ပါတယ်9နှစ်စာချုပ်ပေါ့ဒါကတော့ကျွန်တော်တို့အသင်းနဲ့ Champions League မှာတွေ့ရှိတဲ့တစ်ဖက်အသင်းကစားသမားတွေရဲ့ jersey ဖြစ်ပါတယ်ဆိုတော့ Ronaldinho ရဲ့ jersey ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းနဲ့တွေ့တဲ့အချိန်မှာသူတွင်းခဲ့တဲ့ခိုးပါဆိုလို့ရှိရင်အခုတည်းအမှတ်တရရှိနေပါသေးတယ်အဲ jersey ဝတ်ပြီးတော့တွင်းခဲ့တာပါကျွန်တော်တို့ Chelsea ကိုသမားရဲ့ down လေးကိုမတက်ရက်နေနဲ့လှလှပပလေးမထင်မှပဲတွင်းခဲ့တဲ့ဂိုးလေးဖြစ်ပါတယ်ဒီအခါဆိုရင်ကျွန်တော်တို့တင်နေရင်ဆိုင်ပွေးဖို့အတွက်လာရောက်တဲ့ဧည့်သည်အသင်းရဲ့ dressing room ခေါ် changing room ဖြစ်ပါတယ်ဒီခန်းကတော့ဘောလုံးပွဲမှာကစားနေဒဏ်ရာရတဲ့ကစားသမားတွေကို
ဆေးကုသပေးဖို့အတွက်ခန်းနှခန်းဖြစ်ပါတယ်ဒီခန်းကတော့တွေးပူလေ့ကျင့်ခန်းလုပ်ဖို့ထားထားတဲ့ခန်းဖြစ်လို့နီးပြနဲ့ကစားသမားတွေကြား tactic တွေပြောပြဖို့အတွက်ခန်းလည်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Chelsea ဘောလုံးသမားတွေရဲ့ locker room ခေါ် changing room ခေါ် dressing room ဖြစ်ပါတယ်အဲဒီမှာကစားသမားတွေတယောက်ချင်းစီအတွက်နေရာတွေသတ်မှတ်ပြီးတော့သူတို့ jersey ကိုလည်းခြာထားရဖြစ်ပါတယ်အဲဒီချိန်မှာပဲခီးသွားသူ blogger ကြီးကတော့အခန်းနှခန်းလုံးမှာအမတ်တရ club flag နဲ့ဓာတ်ပုံလေးတွေရိုက်ခဲ့ပါတယ်ဒီမှာတစ်ဆင့်အသွားခြင်းဆုံးသော stadium အထဲတွေကိုကျွန်တော်တို့တန်းစီပြီးတော့ဘောလုံးပွဲအတိုင်းဟိုဘက်တင်ဒီဘက်တင်သွားတဲ့ပုံစံတိုင်းဝင်ရောက်ပြီးတော့သွားခဲ့ကြပါတယ်ဒါကတော့ Stamford Bridge Stadium ဖြစ်ပါတယ်ခင်ဗျာတကယ်ကိုအမခမ်းမဲ့ရင်ခုန်လှုပ်ရှားစွာနဲ့ဒီ stadium အတွင်းထဲကနေကြည့်ခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ချိုးမှာပါလာတဲ့လူတွေကဒီညခင်းကိုဝင်းပိုင်ဝင်မရှိပါဘူးအဲ့ချိန်မှာပဲခီးသွား blogger ကတပ်ပုံကို plug နဲ့ရိုက်ခဲ့ပါသေးတယ်ခင်ဗျာထိုးကထိုးမှာပါလာတဲ့လူတွေကိုစိတ်ချိုက်တပ်ပုံရိုက်ဖို့အတွက်အချိန်ပေးပါတယ်အဲဒီအချိန်မှာကျွန်တော်တို့ကဆိုလို့ရှိရင်ကွင်းရဲ့ပတ်ပတ်လေးကိုအဝလေးလာပြီးတော့နေရာပေါင်းစုံကိုရှောက်သွားခဲ့ကြပါတယ်တွားနေ plug ဆိုတဲ့ပုံထိုင်လိုက်ပါသေးတယ်ကြည့်လို့မရတဲ့ Stamford Bridge ကွင်းပြင်ကြီးကိုကြည့်နေတော့မှာပဲထိုးကဆိုလို့ရှိရင်ထိုးမှာပါလာတဲ့လူတွေအမှတ်တရပစ္စည်းတွေဝယ်ဖို့အတွက်ကျွန်တော်တို့အားလုံးကို Souvenir Shop ကိုခေါ်သွားပါတယ်အဲဒီမှာဝယ်လို့ခြင်းတဲ့ပစ္စည်းကိုဝယ်ပြီးတော့အမှတ်တရဓာတ်ပုံလေးရိုက်ရင်းနှုတ်ဆက်ချင်မယ် bye bye လို့နှုတ်ဆက်ခဲ့ပါတယ်